大亚公园里的话，每ထုတ်嚟都ထုတ်咗，ပြဿနာကြီးတစ်ခုစတင်လာခဲ့တယ် Welcome to Tales by PNA နေ့စဉ်သင်ခန်းစာပါတဲ့ပုံမြင်တွေတင်ပြနေပါတယ် Subscribe လုပ်ပြီးမလွတ်တမ်းနားထောင်လိုက်ပါခင်ဗျာဒီနေ့大亚公园里မှာအားလုံးအေးအေးဆေးဆေးရှိနေချိန်လမ်းပေါ်မှာတွေ့ရတဲ့ငွေထုတ်တစ်ထုပ်ကိုကိုင်းပြီးလူငယ်တယောက်ဖြစ်တဲ့မောင်ရိုးကပိုင်ရှင်ကိုပြန်အပ်ဖို့လာခဲ့ပါတယ်သူ့ရည်ရွယ်ချက်ကရိုးရှင်းပါတယ်တွေ့တဲ့အရာကိုပြန်ပေးရမယ်ဆိုတဲ့ရိုးသားမှုပါပဲဒါပေမဲ့အခြေအနေကအဲ့ဒီလိုမဖြစ်ခဲ့ပါဘူးရွာထဲမှာနမေကြီးလောဘကြီးတဲ့ကုန်းတဲ့ဦးလောဘကမောင်ရိုးကိုလူအများရှေ့မှာခေါ်ပြီးအတန်ကျဲကျဲနဲ့ဆွတ်ဆွဲလိုက်ပါတယ်ဒီငွေထုတ်ကိုဒီကောင်ကကောက်ရတာမှန်တယ်ဒါပေမဲ့အထဲကငွေတဝက်ပြောင်းနေတယ်အဲ့ဒီစကားကိုကြားတဲ့အချိန်ရွာသားတွေအားလုံးစိတ်ဝင်စားပြီးဝိုင်းကြည့်နေကြတယ်မောင်ရိုးကတော့ကြောက်စိတ်နဲ့ကျွန်တော်မခိုးပါဘူးပြန်အပ်ဖို့ပဲလာတာပါလို့ရှင်းပြနေပါတယ်ဒါပေမဲ့သူ့စကားကိုမယုံကြတဲ့သူတွေပါရှိနေကြတယ်အဲ့ဒီအချိန်မှာပဲရွာရဲ့ဉာဏ်ပညာရှင်ဦးတာတို့ကတစ်တိတ်လေးထိုင်ပြီးအားလုံးကိုကြည့်နေပါတယ်သူကမြန်မြန်မပြောဘဲအချိန်တန်တော့မှမီးကုန်းတစ်ခုမေးလိုက်ပါတယ်ကုန်းတဲ့ကြီးမင်းပြောတယ်လို့ဒီအိတ်ထဲမှာအစကငွေ100ပါခဲ့တာတေးကြလားကုန်းတဲ့ကြီးကမယုံကြည်စရာမရှိပါဘူးတေးကြပါတယ်တပြားမှမလွဲဘူးလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာဦးသာတို့ကပြုံးပြီးမင်းပြောတယ်လို့ဆိုရင်မောင်ရိုးကြည့်တဲ့အိတ်ကမင်းအိတ်မဟုတ်ဘူးပေါ့မင်းရဲ့အိတ်ကငွေ100ရှိရမှာလေအဲ့ဒီစကားနဲ့တင်ရွာသားတွေအားလုံးဟုတ်တာပဲလို့နားလည်သွားကြပါတယ်ကုန်းတဲ့ကြီးကတော့အဲ့ဒီတစ်ခါမှာပဲသူ့စကားနဲ့သူပြန်ဖမ်းမိသွားခဲ့ပါတယ်အလင်အမြတ်နဲ့ကျွန်တော်အိတ်ဟုတ်ပါတယ်အမှန်တကယ်တော့90ပဲပါတာပါလို့ပြန်ပြောရင်သူ့လောဘကိုသူ့ကိုယ်တိုင်ဖော်ပြလိုက်ရပါတယ်နောက်ဆုံးမှာတော့မောင်ရိုးရည်ရိုးသားကိုအနိုင်ရပြီးကုန်းတဲ့ကြီးကတော့အဆက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့ဦးလောဘကမကျေနပ်သေးဘူးသူ့ကိုယ်ကိုပြန်ကယ်ဖို့မိကုန်း3ခုထပ်မေးလိုက်ပါတယ်ဒီမဲ့ဦးတာရုခမားကဆရာကြီးဆိုရင်ဒီမိကုန်း3ခုကိုဖြေပေးလောကမှာအဝေးဆုံးကပါလဲအနီးဆုံးကပါလဲအမြန်ဆုံးကပါလဲရွာသားတွေတယောက်မှမဖြေနိုင်ဘူးဒါပေမဲ့ဦးသားတို့ကပြုံးပြီးဖြေလိုက်ပါတယ်အဝေးဆုံးဆိုတာအတိတ်ပဲအနီးဆုံးဆိုတာတေချင်းတရားပဲအမြန်ဆုံးဆိုတာစိတ်ပဲအဲ့ဒီအဖြေတွေကြားပြီးလူတိုင်းအံ့ဩသွားကြပါတယ်အဲ့ဒီနေ့မှာလူတိုင်းနားလည်သွားတဲ့အရာတစ်ခုရှိပါတယ်ဉာဏ်ပညာဆိုတာအမှန်တရားကိုအေးအေးဆေးဆေးပြောနိုင်တာပါလောဘကြီးရင်ကိုယ့်ကိုယ်ပဲပြန်ထိခိုက်စေတတ်ပါတယ် Honesty may look weak but in the end it always wins ဉာဏ်ပညာရှိရင်အခက်အခဲတွေကိုအေးအေးဆေးဆေးဖြေရှင်းနိုင်တယ်